အားလုံးပဲမင်္ဂလာပင်မင်္ဂလာပါခေါ်ဒီနေ့မှာတော့လာဘူးဘူးထားပါလေခွန်ပြလို့ပြောတာတော့ကြောင့်လာဘူးဘူးထားပါလေလာခွန်ပြတာပဲဖြစ်ပါတယ်ခေါ်တော့ဒီဗီဒီယိုမှာလေ like and subscribe လေးလုပ်ပေးကြပါလို့ပြောချင်ပါတယ် like and subscribe နော်အရင်တော့လေးပါတော့ခေါ်တော့အရင်တော့ဟိုင်းနေရပါလေဘာမှမဖြစ်အလေကနေလာခဲ့ဒီကောင်းနေsecret သူပြုတ်ကြရဲကောင်းလိုက်တာလို့အလေးကနေလားလို့ပြောရတာနဲ့ပါတယ်လေလာဘူးထားပါပြုတ်ကြရမလို့ပြောနောက်ထားပါတခုခုံထားခိုင်းနဲ့နောက်ထားပါတခုခုံထားခိုင်းတာလေးရှိသေးရဲ့ဗောနော်အဲ့ကြောင့်မခေါ်ရခုံပြရပါမယ်ခေါ်ရခုနဗီဒီယိုတပုတ်တင်လာသေးရဲ့နော်အဲ့ဒီဗီဒီယိုမှာခေါ်ရတခြားတပုတ်တင်မယ်ဆိုပြီးပြောတာပါလေအဲ့အတွက်ကြလာတင်တာပဲဖြစ်ပါတယ်ခေါ်ရဗီဒီယိုမတင်ဖြစ်ဘူးတော့အဲ့အပေါ်မှာလည်းပြောတာပါလေဘာကြောင့်မတင်ဖြစ်တာလဲလို့အဲ့ခေါ်ရဟိုဂိမ်းလေးစော့ရင်းနေပါတော့ဟိုဂိမ်းဖတ်သူစော့ရင်းနေလာပြပြတာပါဒါဘလို့လဲပြုတ်ကြကောင်းလိုက်တာဘယ်နာသွားတော့မှာဒါမသိဟိုပြန်နေဟာနေသူပဲအမျိုးဒါပေါ့နော်ဘာခေါ်တာတော်သေးပြုတ်ကြတော့မလို့ဘာဖြစ်စက်ခုံပြမယ်ခုံပြလို့ပြောတာခိုင်းတာပဲလေနောက်ခုံပြမှာပေါ့โอเคတွေ့ရလုံးဝမရဟေမသိပဲနဲ့ခုံမိလိုက်တော့အခါမိသွားတာပေါ့နော်တွေ့ရဟုတ်ကြည့်လုံးဝမရဝီပြုတ်ကြအခမစလာပြီ come here okay အဲ့ချိန်မှာတန်းခုန်လိုက်ရပါတယ်ဒါတော့တရားရုပ်ချိန်ရုံပဲမသိဘူးတေးလေးအကွက်လေးရခေါ်ရခုမြန်မာပလာဇာတွေကိုဝင်လို့မရတော့ဘူးခေါ်ရထွက်လိုက်ပါမယ်အဆုံးထိမခုံပြနိုင်တဲ့အတွက်ကြောင့်တော့မမိုင်ခေါ်ရပါထားပါလေးဆိုရင်ကောင်းမယ်ပါနော်โอเคအဲ့ဆိုရင်ဒီနေ့တော့လောက်ပါပဲအားလုံးပဲတတာခေါ်ရငါ့ subscribe လေးလုပ်ပေးကြအောင်နော်